皆さんこんにちはဂျပန်မြန်မာလင်းကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဆိုရင်တော့ N3 ခန်းကြီး Master အလွယ်မှတ်နည်း17ရက်မြောက်နေ့ကိုဆက်သွားကြမယ်အဲ့တော့ပေါင်မဲ့ခန်းကြီးလေးတွေကတော့ဘေးမှာပေါ်ပြထားတယ်တစ်ခုချင်းစီအသေးစိတ်ကိုလည်းနောက်မှဆက်ပြောသွားမယ်နော်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီ38လုံးမြောက်ခန်းကြီးလေးကိုအရင်ကြည့်ကြမယ်38လုံးမြောက်ခန်းကြီးလေးရဲ့ဒီခန်းကြီးလေးရဲ့ခွန်းယော်မီနဲ့အွန်းယော်မီကိုအရင်ပြောမယ်ခွန်းယော်မီနေနဲ့ကတော့ဗာလဲမိုးခဲရူဆိုတဲ့ထူထောင်နဲ့တီထောင်နဲ့ဆိုတဲ့အဓိပ္ပာယ်ရတဲ့ခန်းကြီးလေးဖြစ်ပြီးတော့အွန်းယော်မီနေတဲ့အောင်စစ်စစ်အဲ့စစ်စစ်ကိုဘာမှသုံးလဲဆိုရင် set day ဆိုပြီးတော့သုံးတယ်ဗာလဲ set day ဆိုပြီးသုံးတယ် setting ပေါ့နော်ထားပါတော့ computer setting နေပါလေဆိုရင်ဗာလဲ computer နော် set day ဆိုပြီးတော့ပြောမယ်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီခန်းကြီးလေးရဲ့သူ့ရဲ့မှတ်နည်းကိုဆက်ကြည့်ကြမယ်နော်ဒီခန်းကြီးလေးရဲ့မှတ်နည်းဆိုရင်သူနဲ့အနီးဆက်ဆုံးတူတဲ့ခန်းကြီးလေးတစ်ခုရှိတယ်အဲ့ဒါကဘာခန်းကြီးလေးလဲဆိုရင်နာခဲရုဆိုတဲ့ပြစ်ပေါက်တဲ့ throw ဆိုတဲ့ခန်းကြီးလေးဖြစ်တယ်အဲ့တော့ဒီမှာဆိုရင်ဘာကွဲပြားခြားနားလဲဆိုတော့ဒီရှိရခန်းကြီးလေးတွေကိုကြည့်မယ်ဒီရှိရနာခဲရုဆိုရင်တော့လက်နဲ့အဲ့တော့လက်ဆိုရင်ပြစ်ပေါက်တာလက်နဲ့ဆိုရင်တိတ်ဟန်းလေးနဲ့ဆိုရင်ဘာဖြစ်တာလဲပြစ်ပေါက်တာဖြစ်ပြီးတော့ EU ဆိုတဲ့ပြောတဲ့ခန်းကြီးလေးနဲ့ဆိုရင်တော့ဘာလုပ်တာလဲဆိုတော့ setting အကြောင်းကိုပြောတယ်လို့မှတ်လို့ရတယ်ဗာလဲ setting အကြောင်းကိုပြောတယ်လို့မှတ်လို့ရတယ်အဲ့တော့ပြောတယ်ဆိုတဲ့ခန်းကြီးလေးပါရင်เนาะ setting ဆိုပြီးတော့မှတ်လို့ရတယ်ဒီမှာဆိုရင်เนาะလက်နဲ့ဆိုရင်တဲ့ဟန်းလေးနဲ့ဆိုရင်เนาะဘာဖြစ်တာလဲပြစ်ပေါက်တာပေါ့လက်နဲ့ကတော့ပြစ်ပေါက်တာပြောတယ်ဆိုတဲ့ခန်းကြီးလေးနဲ့ဆိုရင် setting အကြောင်းကိုပြောတာလို့မှတ်လို့ရတယ်ဟုတ်ပြီအဲ့ဒါဆိုရင်38လုံးမြောက်ခန်းကြီးလေးကဗာလေးလေမိုးခဲရုဆိုတဲ့ထူထောင်နဲ့တီထောင်နဲ့ set ဆိုရင်เนาะဗာလဲ setting မှာအသုံးများတယ်ဗာလဲ setting ဆိုတဲ့ခန်းကြီးလေးဖြစ်သွားမယ်အဲ့တော့နောက်တစ်လုံးကိုဆက်ကြည့်ကြမယ်38လုံးမြောက်ခန်းကြီးလေးကကြတော့ဒီခန်းကြီးလေးသူ့ရဲ့ခွန်းယော်မီနဲ့အွန်းယော်မီကိုအရင်ပြောမယ်ခွန်းယော်မီနေနဲ့ကတော့ဟာရှိရာဆိုတဲ့တိုင်တွေကိုပြောတာเนาะတိုင်လုံးတွေအဲ့တော့じゃဟာရှိရာဆိုတဲ့တိုင်ဖြစ်ပြီးတော့အွန်းယော်မီနေနဲ့ကတော့ chew chew လေးကိုပမာသုံးလဲဆိုရင် dan chew ဆိုပြီးသုံးတယ် dan chew ဆိုရင်ကဘာဖြစ်သွားလဲဓာတ်တိုင်ဖြစ်သွားမယ်ဒန်ကျူဆိုရင်တက်တိုင်ဖြစ်သွားမယ်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီခန်းကြီးလေးရဲ့မှတ်နည်းကိုကြည့်ကြမယ်ဒီခန်းကြီးလေးရဲ့မှတ်နည်းဆိုရင်နှစ်ပိုင်းပိုင်းပြီးတော့မှတ်လို့ရတယ်အဲ့တော့ဒီအရှိအပိုင်းတွေကကြာဘာဖြစ်သွားလဲဆိုတော့နုရှိဆိုတဲ့သခင်ခန်းကြီးပါလေနုရှိဆိုတဲ့သခင်ခန်းကြီးဖြစ်ပြီးတော့ဒီရှေ့ရခန်းကြီးလေးကကြာမိနာဆန်တို့တီးပြီးသားခိဆိုတဲ့တစ်ပင်ခန်းကြီးလေးเนาะအဲ့တော့တခင်ရဲ့အနားမှာထားပါတော့တခင်ရဲ့အနားမှာဘာရှိနေရလဲဆိုတော့တစ်ပင်နဲ့ဓာတ်တိုင်ရှိနေတယ်လို့မှတ်လို့ရတယ်။ဘာလဲတခင်ရဲ့အနားမှာတစ်ပင်နဲ့ဓာတ်တိုင်ရှိနေတယ်လို့မှတ်လို့ရတယ်။အဲ့တော့နုရှိဆိုတဲ့တခင်ရဲ့အနားမှာဒီမှာဆိုရင်သူ့ရဲ့အနားမှာလည်းဘာရှိနေရလဲတစ်ပင်ခိဆိုတဲ့တစ်ပင်လေးရဲ့ဒန်ချူဆိုတဲ့ဟာရှိရာဆိုတဲ့တိုင်လို့လည်းမှတ်လို့ရတယ်နော်။အဲ့တော့ခိဆိုတဲ့တစ်ပင်လေးရဲ့ဟာရှိရာဆိုတဲ့တိုင်ရဲ့ရှိနေတယ်လို့မှတ်လိုက်တယ်ဆိုရင်ဒါလေးကဘာဖြစ်တဲ့ဟာရှိရာဆိုတဲ့တိုင်ချူဆိုရင်ရောဒန်ချူဓာတ်တိုင်ဆိုပြီးဖြစ်သွားမယ်။အဲ့တော့38လုံးမြောက်ခန်းကြီးလေးကလည်းပြီးသွားပြီပေါ့နော်ဟုတ်ပြီအဲ့ဆိုရင်39လုံးမြောက်ခန်းကြီးလေးကိုဆက်ကြည့်ကြမယ်အဲ့တော့39လုံးမြောက်ခန်းကြီးလေးကဒီခန်းကြီးလေးသူ့ရဲ့ခွန်းယော်မီနဲ့အွန်းယော်မီကိုအရင်ကြည့်ကြမယ်ခွန်းယော်မီကတော့ဗာလဲခူရာဆိုတဲ့ကိုတောင်ဖြစ်ပြီးတော့အွန်းယော်မီနေနဲ့ကတော့ခိုဆိုပြီးသုံးတယ်ဗမာအများဆုံးတွေ့ရလဲဆိုရင်ရေဆိုးခိုဆိုတဲ့ရေခဲတတာမှာအများဆုံးတွေ့ရတယ်အဲ့တော့မိနာဆန်တီးပြီးသားเนาะ Rezo ခိုကတော့ဟုတ်ပြီအဲ့ဒါဆိုရင်ဒီခန်းကြီးလေးရဲ့ဒီရဲ့အိတ်ခူရာဆိုတဲ့ဟာလေးကိုဘယ်လိုမှတ်ကြမလဲဆိုရင်ဒါ Gan ဆိုတဲ့ cliff လေးတောင်ကုန်းကိုစားပြုတဲ့ခန်းကြီးလေးအဲ့တော့ဒါလေးဆိုလဲတောင်ကုန်းလေးနဲ့မတူလားเนาะတောင်ကုန်းကိုကိုစားပြုတဲ့ခန်းကြီးလေးပေါ့เนาะတောင်ကုန်းကိုကိုစားပြုတဲ့ခန်းကြီးလေးဖြစ်ပြီးတော့ဒီနောက်ကခန်းကြီးလေးကကြတော့မိနာဆန်တို့တီးပြီးသားခူရမဆိုတဲ့ကားခန်းကြီးလေးမဟုတ်ဘူးလားအဲ့တော့တောင်ကုန်းပေါ်ကကားကိုဂိုးတောင်ထဲမှာရက်ထားတယ်တောင်ကုန်းပေါ်ကကားကိုဂိုးတောင်ထဲထည့်ထားတယ်လို့မှတ်လို့ရတယ်ဗာလေတောင်ကုန်းပေါ်ဒါဂန်ဆိုတဲ့တောင်ကုန်းပေါ်ကခူရူမဆိုတဲ့ကားလေးကိုခူရဆိုတဲ့ဂိုးတောင်ထဲကိုထည့်ထားတယ်လို့မှတ်လိုက်တယ်ဆိုရင်ဒီခန်းကြီးလေးကခူရဂိုးတောင်ဖြစ်ပြီးတော့ခိုးဆိုရင်တော့ရဲဆိုးခိုးဆိုပြီးတော့မှတ်လို့ရတယ်ဟုတ်ပြီအဲ့ဒါဆိုရင်39လုံးမြောက်ခန်းကြီးလေးကလည်းပြီးသွားပြီလွယ်ရင်ကြီးလေးတစ်ခုဆက်ကြည့်ကြမယ်အဲ့တော့အလုံး40မြောက်ခန်းကြီးရောက်သွားပြီအဲ့တော့အလုံး40မြောက်ခန်းကြီးလေးကဒီခန်းကြီးလေးသူ့ရဲ့ခွန်းယော်မီနဲ့အွန်းယော်မီကိုပြောမယ်အဲ့တော့ခွန်းယော်မီနေနဲ့ကတော့တီဗီတာမူခါအိုဆိုတဲ့ဥတီတဲ့ခန်းကြီးလေးဖြစ်ပြီးတော့အွန်းယော်မီနေနဲ့ကတော့ခိုးလေးကိုပမာသုံးလဲဟိုးခိုးဆိုတဲ့ဥတီယာဘက်လားယာဘက်တွေဥတီယာဒါမှမဟုတ်လားယာဘက်တွေကိုသုံးတဲ့နေရာမှာသုံးတယ်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီခန်းကြီးလေးရဲ့မှတ်နည်းကိုကြည့်ရဲဆိုရင်သူနဲ့အနီးဆက်ဆုံးတူတဲ့ခန်းကြီးလေးတစ်ခုရှိတယ်အဲ့ဒါကဘာခန်းကြီးလဲဆိုတော့အွန်နာကြီးဆိုတဲ့တူညီရဲဆိုတဲ့ခန်းကြီးလေးဖြစ်ပြီးတော့ဘယ်နေရာလေးပဲကွဲလဲဆိုရင်ဒီအပိုင်းလေးပေါ့နော်အစိတ်ပိုင်းအဲ့တော့ichi ဆိုတဲ့တစ်ဆိုရင်ရပါလေichi ဆိုရင်ရပါလေအွန်နာကြီး
ichi ဆိုရင်က onaji ဖြစ်ပြီးတော့ဒီ ichi လေးကိုဒီအပေါ်လေးတင်လိုက်တယ်ဆိုရင်ကဘာဖြစ်သွားမလဲဆိုရင် mukau ဆိုတဲ့ဥတီရဲ့ခန်းကြီးလေးဖြစ်သွားမယ်။ဗာလဲ mukau ဆိုတဲ့ဥတီရဲ့ခန်းကြီးလေးဖြစ်သွားမယ်။ဒီ ichi လေးနေရာမှာဒီအပေါ်လေးတင်လိုက်တယ်ဆိုရင် mukau ဆိုတဲ့ဥတီရဲ့ hoko ဆိုတဲ့ဥတီယာဘက်လာယာဘက်ကိုပြောတဲ့အချိန်လေးမှာသုံးတယ်။ဟုတ်ပြီအဲ့ဆိုအလုံး40မြောက်ခန်းကြီးလေးကလည်းပြီးသွားပြီပေါ့နော်။ဒီနေ့ခန်းကြီးနေနေရတော့ပြီးတော့ပါပြီ။皆さんတို့လည်းရမယ်လို့ထင်ပါတယ်။စာတွေကိုပြန်ပြီးတော့နှွှေးထားပါ။ありがとうございます。またね。バイバイ。